နေ့စီမနေတဲ့သမီးတွေအမေဟာလေးတန်တာရင်နဲ့တိမ်ငယ်စွာမြဲတမ်းဆောင်နေတယ်အမေငိုကအမြဲတမ်းဆောင်နေတယ်ဥပ္ပခါပြုလိုက်ကြတဲ့အမေရင်ကတာရုသမီးတွေဘယ်သူဘယ်ဝါတာလာလူသမီးလာလူနဲ့မျောသွင်းရင်နဲ့အမေမှာတွမ်းမိနေရမလာနိုင်လေတော့သမီးတွေတနေ့စီမနေတဲ့သားတွေအချင်းချင်းမှရောက်လာကြတယ်အမေငိုကတောင်းစုပြုနေတယ်ပြန်လာခဲ့တော့တာနဲ့သမီးတွေအတုံးရဲ့ရေမရှိတော့မြတ်တာမရတဲ့သူအမေတယောက်ဘဝပါကျေးဇူးမသိတဲ့တာသမီးဆိုတွေကိုအမေမြတ်တာတန်ဖို့သိရင်တာသမီးတွေပြန်ခဲ့ကြပါတန်တန်ကားတော့အမေမှနေတိုင်းညောလောက်တာမရဘူးအမေစီပြန်လာပါချာကြတဲ့သူကလေးမှာတရားရဲ့ဦးချင်းခါရွေကိုင်းနာရထိုင်းနဲ့ပေါ်မဲ့ဘဝနဲ့အထီးကျန်လုံးတဲ့အမေရမလာနိုင်လေတော့သားတွေတနေ့စီမနေတဲ့သမီးတွေအမေဟာ